Okay ဗျာကျွန်တော်ခုပြောချင်တာရယ်တိုက်တဲ့ချင်းသွားနေပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်ကျွန်တော်ခုပြထားတဲ့အတိုင်းပဲကျွန်တော်အမှန်အရာဆိုရင်ကျွန်တော်ညွန့်နေနံပါတ်11ကိုရနေတယ်ပေါ့နော်ဒါပေမဲ့တိုက်တဲ့ချင်းသွားတဲ့အခါမှာ50နဲ့တင်ကြီးနေခဲ့ရတယ်။ Okay ကျွန်တော်အဲ့ညပေါ့နော်ကျွန်တော်တော့တိုက်တယ်မချင်းခင်မှာတော်တန်းမဝင်တော့မှတော်11လောက်တော့ရအောင်ဆော့မယ်ဆိုပြီးတော့ဆော့ခဲ့တယ်။တော့ကျွန်တော်မှတ်ထားတဲ့အတိုင်းပဲကျွန်တော်ရောက်ခဲ့တယ်ဒါပေမဲ့တိုက်တယ်ပေးတဲ့ခါမှာနံပါတ်15ပဲရတယ်နံပါတ်15ပဲရခဲ့တယ်โอเคကျွန်တော်ညတခြားလူတွေညအမှတိုးသွားလို့ကျွန်တော်15ပဲရခဲ့ရလားဆိုကျွန်တော်သွားကြည့်တဲ့ခါမှာလုံးဝသူတို့လည်းမတိုးဘူးဒါပေမဲ့ကျွန်တော်အမှရဆိုရင်တော့ကျွန်တော်11မှာရှိတယ်โอเคအဲ့ဒီဆိုရင်တော့ကျွန်တော်တို့တိုက်တယ်လေးတွေမှာမဟုတ်ဘူးကြာတိုက်တယ်ကြီးတွေ global တိုက်တယ်တချို့မြန်မာနိုင်ငံတိုက်တယ်တွေမှာဘာဖြစ်နေရပါတော့အဲ့ဘာကြောင့်လဲတော့မသိဘူးကြာကျွန်တော်ကတော့အဲ့လိုမဖြစ်သေးဘူးပေါ့နော်ဘာလို့တော့လုံးဝတချို့ target ထားစော်နေတဲ့လူတွေအတွက်ကြတော့လုံးဝနစ်နာတယ်ဗျာโอเคအဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတာ brother တို့သိတာသိရင် comment မှာတစ်ချက်လောက်ရေးပေးသွားကြအောင်နော်